လို့ကိုကြီးတောင်းတာတော့ဆိုတော့သူ့ကိုပိုက်ခွဲမိုးရမှာမို့လို့ကွာကိုကြီးတောင်းတာအဲ့ဒါကြောင့်မို့လို့ရခိုင်မလာတော့ရခိုင်မရဲ့အခုကြီးလုတ်ပေးပါအောင်သူဒီမှာပိုက်ခွဲရမှာဆိုတော့နော်ပတ်စံလည်းတရားတစ်ချက်မှမရှိဘူးအခုလမ်းကြီးတောင်သူများရှိပြရတယ်ကွာတော့ကလည်းစိုက်မပေးနိုင်ဘူးကိုဘကိုလှုပ်စားနေရလေ အမိအဖေမေလေးရရော အမေကတည်သွားပြီဟုတ်2လလောက်ပဲရှိသေးရအောင်မမောပြုတ်ကြ ဟုတ်ပြီအမေရရော အမေကလည်းပဲရောက်လို့ပဲပေါင်းမှမသိဘူးထိုင်းမှာတာပြောတယ်ဆက်သွယ်လည်းမရဘူးနောက်အိမ်အောင်ထူထားမှာဟုတ်ဖေကလည်းနောက်အိမ်အောင်ထူထားတယ်သူ့ရှိမှညီမလေးငငယ်လေးတယောက်ရှိတယ်လင်း5နှစ်လောက်လား 17နှစ် အေးလင်း50နှစ်လောက်ရှိတယ်အဲ့ဒါလည်းသူများအိမ်မှာနေရတယ်ဒီမှာခေါ်ထားလို့လည်းမဖြစ်ဘူးလေ ဘယ်ဒေတာလဲတည်း ကျွဲပွဲပေါ့ကျွဲပွဲအုတ်တွင်းမျိုးနဲ့ ဟုတ်တယ်မျိုးတွေနော် အုတ်တွင်းမျိုးနဲ့ အခုကကိုဝင်ရဘယ်နှလားရှိပြီ လာတော့မပြီးတော့8လ9လလောက်ရှိ 6လ9လကျတော့9လတော့ကျော်လောက်ပါနော် 9လကျော်ပြီ9လကျော်ပြီ ဝေးတဲ့တိတ်ကဘယ်နေ့ပေးတာ အင်္ဂါနေ့ အင်္ဂါနေ့အခုသမီးကအင်္ဂါနေ့မှာခွဲပြီးမွေးရမယ်လို့ပြောတာခွဲပြီးမွေးရမယ်လို့ပြောတဲ့ခါကျလက်ထဲမှာအခုပတ်စံမလားစီလဲ ဗျာတရားမရှိတွေးတော့မကြည့်သေးဘူးအဲ့လို ဒါဖွားနေကြပါတော့လေ ဟောနေဘာမှမတော်ဘူးသူပဲကိုရရွှေရမျိုးကူညီတာပဲရှိတယ်တနာလို့သူ့ဒီလေထမင်းလည်းဒီမှာစားသူ့မှာရက်သားကြလည်းမရှိဘူးခလီပြောရရင်တော့ချင်းချင်းပဲအဖွားတို့လည်းမရှိဘူး ဟုတ်တော့ ကိုဝင်းကုန်းကလှုပ်စားနေအောင်အိုးဘိုးကြီးခါနာလို့အဖွားကလှုပ်နေရတာ အေးပေါ့ကိုယ်တိုင်ကလည်းအုပ်ဖို့လှုပ်နေရနော် အေးလေကိုယ်တိုင်ကလည်းအုပ်ဖို့လှုပ်နေရတာပဲညတော့စားပြီး လောက်တော့ဒါမမျှစားပြီနော်သူတို့ ဟိုပတ်စံနေပါကြီးတော့ကိုလည်းမကူညီနိုင်ဘူးလေ အေးပေါ့အဲကြောင့်ကိုကြီးတောင်းပြီ ကိုတောင်ကြိုးမကြည့်ဘူး ဆိုဖွားသဘောပေါက်ပြီနော်သူ့မှာကအမေကလည်း မရှိ ရှိတော့ဘူးအဖေကလည်း ဘူးပြီး သိပြီအမေကတော့ထိုင်းမှာလို့တော့ပြောတယ်ဆက်ပဲလုံးဝမရှိ တယ် ဘူး မရဘူး နော်အမျိုးသားလည်းပုံမှန်လုံးမလုပ်ဆိုတဲ့သဘောရှိတယ်နော်အဲ့ခါကျတော့ဘာပဲပြောရင်ထဲကဒီဘိုက်ထဲကကလေးကိုကျွန်တော်တို့ငဲ့ညာပြီးတော့သူပြေးရမှာပေါ့အခုဆိုရင်မွေးဖို့တောင်မွေးတဲ့ဈေးကတော့မှ ရှိဘူး 1000တောင်မရှိဘူးလက်ထဲမှာ1000တောင်မရှိတဲ့ ဒါတော့ကိုလည်းမပေးနိုင်ဘူး ပြီးတော့ဒါတက်ဦးဖြစ်မှာလားတက်ဦးလားတက်ဦးဆိုတာအရေးကြီးတယ်နော်ဒါဒီခါမှကလေးမဝင်ဘူးတဲ့ခါကျအရေးကြီးတယ်အသက်အနေနဲ့လည်းထိခိုက်နိုင်တယ်နော်အဲ့ခါကျတော့ကိုအာတင်ထားနော်မွေးလို့အဆင်ပြေအောင်တက်နိုင်တော့အလူရှင်လေးရှိတာလေးလှူသွားပေးလိုက်နော်အဲ့ဒါလေးနဲ့နောက်ထပ်အလူရှင်ရလည်းကံပေါ့မရလည်းမတက်နိုင်ပေါ့နော်အဲ့တော့အလူရှင်နဲ့မရကြတော့28ရက်3လ2026တွင်ကြာရောက်တော့ကိုစောစောအောင်ဤ32နှစ်ပြည့်မွေးနေ့အလူဖြစ်မခက်ခိုင်ဖြူကနေလူတန်းပေးတာနော်ဒါကတဲ့ပြီးခဲ့တဲ့လကမှ28ရက်3လ2026တွင်ကြာရောက်တော့ကိုစောစောအောင်ဤ32နှစ်ပြည့်မွေးနေ့လူဖြစ်မခက်ခိုင်ဖြူကနေပြီးတော့အလူငွေ3သိန်းခွဲနော်3သိန်းခွဲဖြစ်တယ်နော်3သိန်းခွဲ3သိန်းခွဲလူတန်းပေးတဲ့မခက်ခိုင်ဖြူကိုကျေးဇူးတင်ဆုတောင်းနေတာနဲ့ပြောပြလိုက်နော် ပြောပြလား ကျမပါတိချမ်းသာပါ โอเคဟုတ်ပြီနော်ကဲအဖွားသွားလိုက်မလား